အားလုံးမဲမင်္ဂလာပါကျွန်တော်တို့ဘဝဝင်ကျင်ကိုတစ်ချက်လောက်ကြည့်လိုက်အောင်တင်တောင်းနေတဲ့အချိုးရည်ဘူးစီးနေတဲ့ကားကောင်းငင်မှာပြန်တန်းနေတဲ့လေနောက်ဆုံးတဲ့လက်ထက်ကဖုံးထဲမှာတော့ဒီတတ်တူကပါဝင်နေပါတယ်အဲ့ဒါကတော့အလူမီနီယမ်ပါပဲတစ်ချိန်ကဒီတတ်တူဟာရွှေထက်တောင်တန်ဖိုးကြီးခဲ့ဘူးလေဆိုတာသင်ယုံနိုင်မှာမလားပင်သက်အဂရိုင်နပိုလီယန်ဟာသူ့ရဲ့အချစ်ဆုံးဧည့်သည်တော်တွေကိုပဲအလူမီနီယမ်ဇွန်းနေနဲ့ဧည့်ခံနေလာပါဒါပေမဲ့ဒီနေ့မှာတော့သူဟာကျွန်တော်တို့ရဲ့နေ့စဉ်ဘဝထဲမှာအနီးကပ်ဆုံးတငယ်ချင်းဖြစ်နေပါပြီအလူမီနီယမ်ကိုတဘာဝအတိုင်းအတုံးလိုက်အခဲလိုက်ရှာလို့မရပါဘူးသူက bauxite လို့ခေါ်တဲ့မြေနီးကျောက်တွေမှာပုံအောင်နေတာပါသူ့ကိုရရှိဖို့ဆိုရင်အဆင့်ဆင့်ခွဲထုတ်ရပါတယ်အဲ့ဒီကျောက်တွေကိုတူးဖော်ဓာတုဝေဒနီးနဲ့တန့်စင်ပြီးတဲ့နောက်အဖြူရောင်အမုံလေးတွေရလာပါတယ်အဲ့ဒီအမုံတွေကိုလျှက်စစ်တန်အားအမြောင်များတုံးပြီးအရေးကျိုးလိုက်တဲ့အခါမှတာတောက်ပတဲ့ငွေရောင်အလူမီနီယမ်ကိုရရှိတာဖြစ်ပါတယ်ဘာလို့လူသားတွေကအလူမီနီယမ်ကိုဒီလောက်တောင်သဘောကျကြတာလဲအဖြေကတော့ရှင်းပါတယ်သူဟာတန်တဲ့သုံးစားလုံးပို့ပြီးမြင်ခိုင်ခံမှုမှာတော့ရှော့မတွက်နိုင်ပါဘူးနောက်ပြီးသူကဘယ်တော့မှတန်ကြီးမတက်ဘူးလေလေထဲကအောက်ဆီဂျင်နဲ့တွေ့တာနဲ့သူ့ကိုယ်သူအောက်ဆိုက်အလွာလေးနဲ့အလိုလျောက်ကားကွယ်လိုက်တာပါဒါကြောင့်လေမပျက်စီးနိုင်တဲ့သတ္တုလို့တင်စားကြတာပေါ့ဒီနေ့ကမ္ဘာပေါ်မှာတရုတ်ရုရှားအိန္ဒိယနဲ့ကနေဒါနိုင်ငံတွေကအလူမီနီယမ်လို့အများဆုံးထုတ်လုပ်နေကြပါတယ်တကယ်ရတနာတိုက်ကြီးတွေကတော့ဂီနီနဲ့ဩစတြေးလျနိုင်ငံတွေရဲ့မြေကြီးအောက်မှာရှိနေတာပါအလူမီနီယမ်ရဲ့အကောင်းဆုံးအချက်ကတော့ပြန်လည်အသက်သွင်းလို့ရခြင်း recycling ပါပဲတင်လွင့်ပြလိုက်တဲ့အလူမီနီယမ်ဘူးခွန်တစ်ခုဟာနောက်ရက်ပေါင်း60အတွင်းမှာစတိုးဆိုင်စင်ပေါ်ကိုအသက်အတိုင်းပြန်ရောက်လာနိုင်ပါတယ်ဒါဟာကဘာကြီးရဲ့စွမ်းအင်ကိုချွေတာပေးရရောက်တယ်လို့တဘာဝပတ်ဝန်းကျင်ကိုလည်းအများကြီးအကျိုးပြုပါတယ်ပေါ်ပါတယ်ခိုင်ခန့်တယ်အမြဲတမ်းအသစ်ပြန်ဖြစ်နိုင်တယ်ဒါကြောင့်လေအလူမီနီယမ်ကိုအတောင်ပန်ပါတဲ့တတုလို့ခေါ်ကြတာပါနောက်တစ်ခါလေရင်တစည်းကောင်းကင်မှာပြန်တန်းနေလာကိုမြင်ရင်ဒီငွေရောင်တတုလေးကလူသားတွေကိုဘလောက်အထိအကျိုးပြုနေလဲဆိုတာသတိရလိုက်ပါအောင်ခင်ဗျာနောက်ထပ်လည်းအခုလိုဘ ഹു တူတာရတဲ့ဗီဒီယိုလေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့အကောင့်ကိုလည်း follow လေးနှိပ်ပေးသွားပါအောင်ဗျာနောက်ထပ်လည်းဘလူမျိုးဗီဒီယိုတွေကိုကြည့်ကျင်တယ်ဆိုတာ comment မှာရေးပေးသွားပါအောင်ဗျာ